ရန်ကုန်မြို့တစ်ဖက်ကနေအောင်ကြီးနုနုအောက်မှာရှေးအောင်မွေးနေ့တွေကိန်းအောင်ရတွန်တင်းကြီးကိုလှမ်းနေအောင်နေမိပါတယ်ဒီမြေစီလွာဟာတာမန်မြေမဟုတ်ပါဘူးအိုးထိန်နယ်ရဲ့လက်ချောင်းထိပ်ကလူပညာနဲ့ပေါင်းဆက်လိုက်တဲ့အခါရှင်စည်းတစ်ခဲဟာအသက်ဝင်လှုပ်ရှားလာပါတယ်တွန်တေးအိုးရဲ့အသက်ကတော့စစ်မှာပဲကဘာဝတထုတက်တွေနဲ့ဖော်ဆက်ထားတဲ့စစ်ရည်တွေလောင်းချလိုက်တဲ့အခါရိုးရိုးမြေအိုးကနေတန်မိုးကြီးလူပညာလက်ရာတစ်ခုဖြစ်လို့လာတယ်နဂါးမီးဖို့ကြီးတွေထဲမှာပြင်းပြတဲ့မီးပူတံကိုကြံ့ကြံ့ခံပြီးမှတောက်ပခိုင်ခန့်တဲ့အိုးတလုံးဖြစ်မွေးဖွားလာတာပါဒါဟာရိုးရိုးအိုးလုံငန်းမဟုတ်ပါဘူးဘိုးဘွားစင်ဆက်လက်ဆင့်ကမ်းလာတဲ့မြမလက်မှုပညာရဲ့အသေးနှလုံးပါတွန်တဲရိုးရာအိုးလုံငန်းဆိုတာမြမမီမြမမီနဲ့မြမစိတ်ဝိညာဉ်တို့ရဲ့ပြရုပ်တစ်ခုပဲဖြစ်ပါတယ်ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့မြမယဉ်ကျေးမှုအမွေနဲ့အကြောင်းတွေကိုကိုယ်တိုင်ဖန်တီးတတ်ချင်ရင် Burmese AI Studio ရဲ့ Professional AI Creator Class ကိုစုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်